video လေးမစခင်မှာပြောချင်တာကမင်းတို့ကိုကြီး iPhone 17 Pro Max ရခဲ့တဲ့အကြောင်းလေးကိုနည်းနည်းအားလို့ဖုတ်ချင်တယ်ဗျာအဲ့လေဒီပွဲကထွေထွေထူးထူးတော့မဟုတ်ပါဘူးဒါပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်ကိုယ်တိုင်ပေါ့နော်ຫນွေရာသီပူပူကြီးမှာသပင်အရှိကြီးချပြီးတော့လေသာဂျက်ကက်ကြီးဝတ်ပြီးတော့ဖွင့်လှစ်ပေးခဲ့တဲ့ဒါကေတုမနီကာရှိုးရုံးရဲ့တစ်နှစ်ပြည့် 1 year anniversary ပွဲရဲ့နောက်ထပ်ရှိုးရုံးအသစ်ပေါ့နော်ဒါရှိုးရုံးအသစ်ကြီးရဲ့ grand opening ပွဲကိုတက်ရောက်ဖြစ်တာပါဘယ်သူတွေပါလဲဆိုတော့ဒါကိုကြီးသူထုဆန်ရဲ့ကိုအောင်ရဲလင်းရဲ့ဦးငှက်ရဲ့ဦးကျော်ထူးရဲ့မေဘယ်ရဲ့တိုက်တဲနဲ့မင်းသားစောပညာရဲ့ပါမင်းတို့ကငါစကားပြောရင်ကြည့်မှာမဟုတ်ဘူးကွာအဲ့တော့ဒါလေးတွေအရင်ကြည့်ထားလိုက်ရေခဏသွားတောက်လိုက်အောင်တော်ပြီဒီလောက်ပဲဒါကတော့ကေတုမနီရှိုးရုံးရဲ့ဒါ founder and CEO ကိုမြင့်သိန်းစကားပြောနေတာပါကျေးဇူးတင်ပါတယ်ဖျဆိုတော့ဒီ showroom ကိုစပြီးတော့ဖွင့်လှစ်ခတဲ့ကဒါတစ်နှစ်တာအတော်အတွင်းမှာပေါ့နော်အစီးရေ600ကျော်ရောင်းရတယ်လို့သိရပါတယ်ထုံးစံအတိုင်းကား showroom ဆိုတော့သူတို့ဒီပထမဦးဆုံးကနက်ဦးပေါ့နော်ကျွန်တော်ကိုဒါစပြီးတော့ဖွင့်တဲ့ကကျွန်တော်ကိုကြော်ညာရိုက်ပေးဖို့အရင်ဆုံးကန့်လန့်နေပေါ့ဗျာဖြစ်ချင်တော့ကျွန်တော်ကိုအားပေးကြတဲ့ပရိသတ်တွေဟာကျွန်တော်ရဲ့ဗီဒီယိုကနေမှတဆင့်ပေါ့နော်ဝယ်ယူမှုအများဆုံးဖြစ်ခဲ့ပါတယ်တကယ်ကိုပဲတကယ်ကိုဒါကျွန်တော်ရဲ့မိသားစုတွေကိုကျေးဇူးများပဲတင်ပါတယ်နော်ကိုလူတွေရဲ့အားပေးမှုကြောင့်ပေါ့နော်နောက်ဆုံးမှာတော့ iPhone 17 Pro Max စီပင်ရောက်တစ်လုံးကိုစုချီးမြှင့်ပေးပါတယ်အဖေလိုက်ကြီးလေ social content တွေအပြင်ကျွန်တော်တို့ပေါ်ဝင်ပြီးတော့မှဥပဒေဆောင်ရွက်ခဲ့တဲ့ influencer တို့ဖြစ်ပါတယ်ကိုပညာဖြစ်ပါတယ်ခင်ဗျာဒီပါတယ်ခင်ဗျာလက်ခုပ်တီတကယ်လဲကျွန်တော်ရမယ်လို့မထင်ပါဘူးဒါကျွန်တော်ရဲ့ဗီဒီယိုကနေမှတဆင့်ပေါ့နော်လာပြီးတော့ဝယ်တဲ့ customer တွေကိုစိတ်ချမ်းသာအောင်အဆင်ပြေအောင်တကယ်ကို special plan နဲ့ service ပေးတဲ့ပေါ့နော်ဒါကေတုမနီကာရှိုးရုံးကဒီတာဝန်ရှိတဲ့သူတွေအားလုံးကိုလည်းဒါကျေးဇူးများပဲတင်ပါတယ်ဒါကတော့မီဒီယာတွေက post ပေးပါအောင်လို့ပြောတာနဲ့ပေါ့နော်အဲ့မှာလက်မတွေစွတ်ထောင်နေတာပါတိုင်းထောင်းဒါကတော့ပုံစံလေးနည်းနည်းရိုးလာလို့လက်နှချောင်းပေါ့ဝီဒါကတော့ fashion show ဂန္ဓဘာညာပေါ့ဒါကတော့ဆော့လော့ဂိမ်းနဲ့ပတ်သက်ပြီးတော့ပညာပေးဖို့မေးတာနဲ့ဒါနည်းနည်းပါးပါးလေးပြောပြတာပါဆိုတော့ interview မယ်ဆိုရင်ဒီလိုမျိုး topic လေးတွေကိုအဓိကထားပြီးတော့မေးစေချင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီပွဲမှာကိုပဲရတာမျိုးတော့မဟုတ်ပါဘူးဒါကေတုမနီရဲ့ဝန်ထမ်းခေါင်းတွေကိုဒါရွှေတစ်ချက်သားစီပေးတာလေးတွေလည်းတွေ့ရတော့တကယ်ကိုပဲပီတိဖြစ်မိပါတယ်ဝန်ထမ်းခေါင်းတွေပိုင်ဆိုင်ထားတာရောဒါကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ်မှာဒီလိုမျိုး view site တွေတွေ့ရတာဘေးကနေကြည့်ပြီးတော့ပီတိဖြစ်မိပါတယ်ဆိုတော့ဆုံးသက်အနေနဲ့ပြောချင်တာကကေတုမနီက showroom ဆိုတာသူတို့ရဲ့ branding ကိုအထီးကမခံတဲ့အတွက်ဒါစိတ်ချယုံကြည်မှုအပိုင်းမှာ 100% recommend ပေးချင်ပါတယ်။ဗညာညွှန်ပေးရင်စိတ်ချရတယ်ဆိုပြီးတော့ဒါကားတွေလာရောက်ဝယ်ယူပေးကြတဲ့အတွက်လည်းမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ကျွန်တော်ရဲ့ပရိသတ်တွေဒါအကိုကြီးတွေအမကြီးတွေညီတွေညီမတွေအားလုံးကိုပဲကျေးဇူးအများကြီးတင်ကြောင်းဒီကနေပြောချင်ပါတယ်။တကယ်ပြောတာပါ။နောက်များမှလည်းဒါကျွန်တော်ရဲ့ပရိသတ်တွေအတွက်ပေါ့နော်ဒါစိတ်ချရတဲ့လူတစ်ယောက်ဖြစ်အောင်လို့အမြဲတမ်းကြိုးစားသွားပါမယ်။ကေတုမနီအနေနဲ့လည်းဒါနောက်နှစ်တွေမှာလည်းနိုင်ငံအနှံ့မှာ showroom အများကြီးထပ်ပြီးတော့ဖွင့်လှစ်နိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။ရလာတဲ့ iPhone 17 Pro Max ကိုတော့ကျွန်တော်ရဲ့လူတွေကို giveaway မပေးပါဘူးခင်ဗျာကျေးဇူးများပဲတင်ပါတယ်